အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကစ္စတာလေးဘေဂနီကျူဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီညဒီပြမျှဝေချင်တာကတော့စိတ်ဆန္ဒနဲ့အေးချမ်းမှုလို့ခေါင်းစဉ်ပေးထားပါတယ်လူတိုင်းမှာလူချင်းဆန္ဒတွေတောက်တတာတွေဆိုတာအမြဲတမ်းရှိမှာပါပဲဒါကလည်းမှားတယ်လို့ဆိုလို့မရပါဘူးဒါပေမဲ့မှန်ကန်တဲ့စိတ်ဆန္ဒတွေရည်မှတ်ချက်တွေဖြစ်ဖို့လိုအပ်ပါတယ်ညတ်တဲ့လူချင်းတဲ့စိတ်တွေပဲဖြစ်သေးပါတယ်ချို့ကငွေကြေးချမ်းသာချင်တာချို့ကကိုယ်ကတာတမ်းမာထွက်တဲ့ချင်တာချို့ကပိုပြီးရိုးဖြောက်သူစီကံရှိသူဖြစ်ချင်တာစသဖြင့်အမျိုးမျိုးလူချင်းကြပါတယ်ချို့ကြပြန်တော့လူတွေကြားမှာလူတိမြတ်ချင်တာထေပေါ်ချင်တာသူဘာပဲလို့လူတွေကိုပြောချင်တာအတိမတ်ပြုခံချင်တာလေးစားခံချင်တာတွေတွေ့မြင်ရပါတယ်အဲ့ဒီလိုတောက်မှုမျိုးကြတော့ကျွန်တော်တို့ထိချုံနိုင်တဲ့အရွာတွေအတွက်ပုံသွားပြီးခန္ဓာကိုယ်ကိုကြွက်သားပြဲနဲ့လှပချင်သလားရပါတယ်စောက်တော့ပူဇာနေတမှုနဲ့လက်ချကလုတ်ပိုတွေကိုတိုးတက်အောင်လို့ငွေကြေးပြည့်စုံချင်လားကိုဝါဒနာပါရကိုရှာပြီးရေကိုရေခံကြိုးစားဖို့လိုပါတယ်ဒီနေ့ချမ်းသာလာနေပါတယ်ကြည်ကျုခံချတာလေးစားခံချတာမျိုးတွေကြတော့ချောက်သူတွေရဲ့အပြုမှုတွေအပြောဆိုတွေပြင်သူတို့ရဲ့မူကျစ်တွေနဲ့ပါပတ်သက်သွားပါပြီသူတို့ရဲ့ကိုယ်နဲ့ပတ်သက်တဲ့ရှုမြင်ပုံတွေသတ်မှတ်ချက်တွေပေါ်မူတည်သွားပါပြီတနည်းပြောရရင်ကိုဓာတ်ရိုက်ထိချိုးလို့ရတဲ့အနေပဲတွင်းမှာမရှိတော့ပါဘူးလူတယောက်ကိုငွေပေးပြီးဒါမှမဟုတ်မြောက်ပေးပြီးကိုယ့်ကိုလူသိမြောက်အောင်လူပြောမြောက်အောင်လုပ်ခိုင်းလို့ရချင်ရပါလိမ့်မယ်အဲ့ဒီလိုလူသိမြောက်လာတာဟာလည်းအစိမ့်မှမဟုတ်ပါဘူးကိုယ့်ရဲ့ဘယ်လိုအကြောင်းကိုလူတွေသိလာတာလဲကိုဟာဒီကြောင်းနဲ့ပတ်သက်လို့ဘယ်လိုမှန်ကန်ပါသလဲလူတွေပြောသလိုဟိုးရလားဆိုတာကျွန်တော်တို့ရဲ့ကိုကြည်တရားတွေနဲ့ပါဆက်ဆက်လာပါတယ်ပြောရရင်တော့ချောသူတွေပေါ်မူတည်ပြီးမှလိုချင်တဲ့ခံစားချက်တွေဟာတည်မြဲမှုမရှိပါဘူးစင်ရရဖို့များပါတယ်တကယ်လို့ပြောရရင်လည်းခဏပဲဖြစ်ပါလိမ့်မယ်အစစ်ပြောင်းလဲမြန်တဲ့သူဖြစ်ပါလိမ့်မယ်စိတ်တည်ငြိမ်မှုဟာတောက်တစိတ်ကင်းမှရတဲ့အရာမျိုးတော့မဟုတ်ပါဘူးမိမိကိုယ်ကိုတနေ့ထက်တနေ့ကောင်းတဲ့ကောင်းတိဆလာနိုင်ရင်လည်းအေးချမ်းမှုရပါတယ်ယုံကြည်မှုကိုရနေတဲ့အေးချမ်းနေထိုင်နေဖို့တဲ့ကျွန်တော်တို့ရဲ့အလိုဆန္ဒတွေကိုနိုင်အောင်တော့ကြိုးစားရပါမယ်မန်ကာတဲ့နီလန်းတွေနဲ့ကိုလိုချင်တာတွေကိုဖြစ်အောင်လုပ်သေးတယ်သူတစ်ပါးထိခိုက်ပြီးမှဒါမှမဟုတ်မကောင်းမှုတွေကျွလွန်ပြီးမှရလာတဲ့ရလာတစ်ခုဟာကိုလေးစားလို့ရစေမှာမဟုတ်ပါဘူးဆန္ဒတွေနဲတယ်ဆိုတာမလိုအပ်တာတွေအတွက်အပိုမလုပ်တာပုံမစားတာပုံမပြောဘူးရောရက်မှုနဲ့နေတယ်တတိနဲ့နေဖို့ကြိုးစားတယ်ရောက်ရတဲ့စိတ်ဆိုတာအကျိုးစားတာလက်ရှိနေရာမှာပဲကြောက်ချနေတာမျိုးမဟုတ်ဘူးကိုဖြစ်ချင်တာကိုမှန်ကန်တဲ့နီလာနဲ့ဖြစ်အောင်ကြိုးစားနေတဲ့လမ်းမှာကိုနဲ့မတိုက်တန်မယူတာရှိနေတာတွေကိုတန်ဖိုးထားတဲ့စိတ်ကိုခေါ်တာပါကဘာကျော်ယောဂီကြီးဆက်ဂူရုကပြောပါတယ်စိတ်အချမ်းမှုဟာဘဝရဲ့အမြင့်မဆိုရည်မှတ်ချက်မဟုတ်ဘူးခြေခံကြောက်စုလိုအပ်ချက်သာဖြစ်ပါတယ်ဆိုလိုတာကစိတ်အချမ်းမှုနဲ့နေထိုင်တာမှလူဖြစ်ရကြနားမယ်လူပြီးသားမယ်ကိုနေ့စဉ်မိနစ်အနည်းငယ်တော့တိတ်ဆိတ်ညီသက်စာထိုင်ရင်နောက်ယူရင်စိတ်ကိုရက်ဖြစ်အောင်နေသိပါတယ်ဒါဟာခြေပြိုးတာမဟုတ်ပါဘူးလူတွေရဲ့ဆင်းရဲဒုက္ခအလိုသည်ခန်းထဲတွေတယောက်တည်းညီထိုင်နေနိုင်ခြင်းမှလာတယ်လို့ရည်ခဲ့ပါတယ်စိတ်ဆိုတာလှုပ်ရှားလေနောက်ကြည့်လာလေပါစိတ်ပြိုစရာပဲဖြစ်ပါစေဝမ်းနည်းစရာပဲဖြစ်ပါစေနာကျင်စရာကြည်နူးစရာတွေပဲဖြစ်ပါစေအဲ့ဒီလိုအစွန်းတစ်ဖက်ဖြစ်နေတဲ့အခြေအနေတွေကိုမျက်တရနှလုံးသွင်းနိုင်ပါမှတည်ငြိမ်မှုရှိလာမှာပါမိမိရဲ့လိုချင်စိတ်တွေကိုမှန်ကန်ရလားကိုသွားနေတဲ့လမ်းကိုသွားတည်ရလားလို့ကိုမင်းမလာမမအောင်ထိနေမယ်စန္ဒတွေကမှားယွင်းနေရင်လိုရက်တွေလည်းမှားလိမ့်မယ်လိုရက်တွေမှားရင်ရလတွေကလည်းတလွဲတွေပဲဖြစ်ပါလိမ့်မယ်ရည်ကြည်ဆုံးကတော့ကျွန်တော်တို့ရဲ့စန္ဒတွေဟာကျွန်တော်တို့ရဲ့စိတ်အချမ်းမှုကိုဘယ်လောက်ဟတ်တထားတယ်လဲဘယ်လိုတာစီထားတယ်ဆိုတာနားလည်ဖို့ပါပဲစာအနှစ်ဖက်ချက်ရတော့လို့ရပါတယ်မနေ့ပြန်မှာခေါင်းဆောင်ပြဖို့ဒီကနေ့စာဖတ်ပါဘာကြောင့်စာဖတ်သေးတာလဲစာဖတ်တယ်ဆိုတာအတွေ့အကြုံနဲ့အတွေ့အကြံကိုလက်စကန်သိယူခြင်းဖြစ်ပါတယ်လို့ဆရာကြီးဦးအောင်သိန်းကအမြဲပြောလို့ရှိပါတယ်လူတစ်ယောက်မှာစာဖတ်ရင်အတွေ့အကြုံဆိုတာတစ်ခုပဲရှိမယ်သူ
သူ့ကိုယ်ပိုင်ဘဝတွေ့ကြုံပဲရှိမယ်သူဟာသူသိတယ်လို့ပဲလူတွေကိုအခြေအနေတွေကိုတုံ့ပြန်မယ်ဒါတည်းမကသေးဘူးသူအတွေ့အကြုံကိုပဲယုံတယ်သူ့ဘဝမှာကြုံတွေ့ခဲ့တာတွေပေါ်ခြေခံပြီးသူဆုတ်ပြတ်ချက်တွေကိုချမှတ်ပါတယ်ဒါပေမဲ့ကိုယ်တိုင်အတွေ့အကြုံသာရှိတဲ့သူတရားဟာကိုချင်းစာစိတ်များများမရှိနိုင်ပါဘူးသူတစ်ပါးကြောင့်ကိုမလေးလာတဲ့အတွက်တပါးသူတို့ရဲ့ခံစားချက်ခံယူချက်ယုံကြည်ချက်တို့ကိုမသိပါဘူးခြားသူတွေရဲ့အမြင်တွေကိုသူမမြင်နိုင်ပါဘူးအဲ့ဒီလိုမမြင်နိုင်အောင်လဲသူ့ကိုသူ့ရဲ့ကိုယ်ပိုင်အတ္တကကာစီထားပါတယ်သူတစ်ပါးရဲ့အတွေ့အကြုံကိုသိရတော့ခြားသူတွေရဲ့အခြေအနေတွေနားလည်နိုင်လာတယ်သူများတွေဘလို့အခြေအနေတွေနဲ့ကြုံရင်ဘလို့တုံ့ပြန်ပြုမှုကြတယ်ဆိုတော့ကိုသိလာပါတယ်အတွေ့အကြံတွေကိုသိလာတော့ကိုယ်နဲ့မတူအောင်တွေ့တက်မြင်တတ်တဲ့သူတွေရဲ့အသိပညာကိုလေးစားတတ်ပါလေပဲဒါကြောင့်စာကိုဂရုတစိုက်ဖတ်ချင်အောင်ခြားသူတွေရဲ့ဘဝနဲ့ပတ်သက်တဲ့အသည့်တွေလောကနဲ့ပတ်သက်တဲ့ဆုရှာတဲ့အမြင်တွေကိုကိုယ်စီမှာထားပေါင်းထည့်လိုက်တာဖြစ်ပါတယ်အဲ့ဒီလိုများများလို့နေလေကိုယ့်ရဲ့ဆုပြတ်ချက်တွေပညာတွေဟာစိတ်မြင့်လာလေပါပဲအမှန်နဲ့ပို့ပြီးနိစ္စလာစေပါတယ်စာပတ်ချင်းနဲ့ပတ်သက်လို့အမြင်သူတွေရဲ့ပြောစကားများဟာဘာဘဖက်ကတနေ့ကိုစာမျက်နှာ900လောက်ဖတ်ပြီးသူရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုမဟာဗျူဟာကြကြနဲ့ကောင်းဆိုးပြအောင်ရွေးချယ်ဆုပြနိုင်တယ်လို့ဆိုပါတယ်ဘဂိတ်ကတော့တညမှာနက်ဆိုးတနာရီစာဖတ်လို့ရှိပြီးစာအုပ်တအုပ်ပြီးတာနဲ့နောက်ထပ်ဘာဖတ်ရမလဲဆိုတော့ကိုစဉ်းစားလို့ရှိပါတယ်အီလွန်မတ်ဟာယင်းတို့ကတနေ့ကိုစာဖတ်ကြည့်10နိုင်လောက်ထိဖတ်ရှုခဲ့ပြီးစာဖတ်ခြင်းဟာသူ့ရဲ့လေးလာသိမ်မှုအတွက်အကြီးမဆိုးနဲ့အကြီးကြီးဆိုးရာဖြစ်တယ်လို့ပြောခဲ့ပါတယ်ဘယ်လိုစာဖတ်နေကအကောင်းဆိုလဲချို့ကစာအများဖတ်တယ်ချို့ကအဖတ်နေတယ်ကျွန်တော်လေးစားတဲ့ပုံကိုယ်တွေတည်းမှလည်းစာဖတ်တာရမ်းမြတဲ့လူတွေရှိပါတယ်ဥပမာ just ready ဆိုရင်တနေ့ကိုစာတအုပ်ဖတ်တယ် ocean ဆိုရင်တနေ့ကိုစာအုပ်ဆက်အုပ်နဲ့အထက်ဖတ်ခဲ့တယ်လို့ပြောကြပါတယ်ဒါလို့ဆိုရင်လည်းတစ်ပတ်ကိုတိုးလေးအုပ်ဖတ်တယ်ကျွန်တော်သူတို့ရဲ့စာဖတ်နည်းတွေနဲ့ကြိုးစားဖတ်ကြည့်ဖို့ပါတယ်ဒါပေမဲ့ကိုယ့်အတွက်သူတို့ရဲ့နည်းတွေကဆင်မပြေဘူးစာတအုပ်ကိုနည်းနည်းသုံးနေလုံးနဲ့ပြီးသွားပေမဲ့ကိုယ့်ရဲ့တက်ထိအောင်မဖတ်နိုင်ခဲ့ဘူးလို့ခံစားရပါတယ် fashion novel တို့စာအုပ်တွေမှာတော့ချုပ်စာအုပ်တွေကိုတရတီဖတ်လို့မပြေပါဘူးပြန်စဉ်းစားရပါတယ်ဇာတ်လမ်းတွေဇာတ်ကောင်တွေရဲ့ဇာတ်ရဲ့သဘောဝနဲ့စာရေးသူရဲ့အတွေးမြင်တွေကိုချိတ်ဆက်ကြည့်ရပါသေးတယ်အဲ့ဒီလိုမှမလုံနိုင်ပဲမြန်ဖတ်သွားရင်လက်ပြီးသွားတယ်ကိုစီဘာမှကြံခဲ့မှာမဟုတ်ပါဘူးချိုးသောထင်ရှားတဲ့သူတွေရဲ့စာအများဖန်တီးချုပ်ကိုချားသူတွေရဲ့သုံးဝင်မဲ့ထင်လို့မျှဝေပေးပါတယ်စာအုပ်ဖတ်မယ်ဆိုရင် note ထိုးပြီးဖတ်ပါလက်ညှိုးနဲ့စာကြောက်ကိုထောက်ပြီးဖတ်ပါကိုမကြိုက်တဲ့စာအုပ်ဆိုရင်စာကလေးကဖတ်ပါနဲ့အိုင်ဒီယာတွေတူနေတဲ့အခန်းတွေကိုကြော်ဖတ်ပါမြန်ပြီးချင်ကိုဖတ်လို့ရတဲ့နေရာတိုင်းမှာရအောင်ဖတ်ပါစာတအုပ်ပြီးစာအုပ်ရဲ့ key idea တွေကိုရေးပါကိုယ့်အတွက်အသက်ဖြစ်တဲ့တွေးမြင်တစ်ခုမပါရင်ဆက်မဖတ်ပါနဲ့စာတမျက်နှာဖတ်ရင်ဘယ်စာကြောက်ကအရေးကြီးဆိုလဲဆိုတော့ကိုရှာပါကျွန်တော်ဒီနောက်တင်ပြမျှဝေချင်တော့ဒီတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ